စပူပေးရနေပြန်ပြီးတော့ကြိုးဆိုလိုက်ပါတယ်เนาะစပူဒီနေ့ reading ဖတ်သွားမှာတော့ collective reading လေးပဲဖြစ်ပါတယ်။ဖိုင်းတွေကတော့ရွေးစရာမလိုဘူးပေါ့နော်။ဒီနေ့ကကြတော့ဒီ tarot နဲ့ဖတ်ပေးမယ်ပြီးတော့ကြတော့ဒီ oracle နဲ့ဖတ်ပေးမယ်။နောက်ပြီးတော့ဒီဟာလေးနဲ့စပူ reading ဖတ်သွားပေးပါမယ်။တော့အဓိကတော့ဒီ reading ကတော့ဒီအလောကင်ပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အလောကင်ပိုင်းနဲ့ပတ်သက်ပြီးတော့အဓိကဟောရတာကိုယ့်ရဲ့ career ပိုင်းအလောကင်ပိုင်းအနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုအပြောင်းလဲတွေရှိမလဲဘယ်လို blessing တွေရလာမလဲဆိုတာကိုဆို read ဖတ်သွားပေးမှာပေါ့နော်အဲ့တော့ဆက်ပြီးတော့ကြည့်ပေးပါအောင်နော်အဲ့တော့လေကိုယ့်ရဲ့ career ပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘယ်လိုလေးရှိမလဲဆိုတော့လေကိုယ့်ရဲ့ career မှာကြာရင်ကိုကအဲ့လိုမျိုးပေါ့နော်တိုးတက်လာမဲ့ပုံစံမျိုးတွေတွေ့တယ်ပြီးတော့ကိုစောင့်နေတဲ့အရာတွေကိုအဲ့လိုမျိုးကိုကတခုခုလုပ်ဖို့စောင့်နေရဒါမှမဟုတ်လည်းကိုစူးစမ်းထားတဲ့အရာတွေကိုစူးစမ်းနေစေအရာတွေကလေဖြည်းဖြည်းမြောက်ဖြစ်လာမျိုးတွေကြုံရလိမ့်မယ်လို့မြင်တယ်တိတ်မကြခင်မှာပေါ့နော်ကိုစူးစမ်းတဲ့အရာတွေအတွက်ကိုရလက်ကောင်းတွေကိုအခွင့်အလမ်းကောင်းတွေကိုရတော့မဲ့ပုံစံမျိုးလေးတွေ့ရတယ်နော်ဒီအလောက်ကိုင် career ပိုင်းနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့လိုလေးတွေ့တယ်ပြီးတော့လေအမျိုးယာဒူးတွေပါရှေ့ဆိုလဲယာဒူးတွေလာစာတွေပါတိုးနိုင်တဲ့ပုံစံမျိုးလေးတွေ့ရတယ်အလုံးနဲ့ပတ်သက်ပြီးတော့တော်တော်လေးအဲ့လိုမျိုးကောင်းမွန်လာမယ်အဆင်ပြေလာမယ်ပြီးတော့ကျတော့အမျိုးသမီးကြီးတယောက်စီကနေပြီးတော့အကူညီတွေအကြံဉာဏ်ကောင်းတွေလည်းရလာမယ်ပုံစံမျိုးတွေရှိရလို့မြင်တယ်ဥမာကိုယ့်ရဲ့အမေတွေကိုယ့်ရဲ့အမတွေဒီလိုမျိုးသူတို့တွေအတော်တွေအဲ့လိုသူတို့တွေစီကနေပြီးတော့ကိုကအကူညီအထောက်ပံ့ကောင်းတွေတော်များများရမယ်ပုံစံမျိုးလေးမြင်ရတယ်ပြီးတော့ကိုလုံးနေရဲ့အရာတွေမှာလည်းသူတို့ရဲ့ supporting တွေကြောင့်သူတို့ရဲ့ဘေးနာပံ့ပိုးကူညီမှုတွေကြောင့်ကိုကပို့ပြီးတော့တိုးတက်လာမယ်အောင်မြင်လာမယ်နာမည်ဂုဏ်လေးကျော်စောလာမယ်ပုံစံမျိုးလေးရှိတယ်လို့တွေ့ရတယ်နော်ပြီးတော့လေကိုတိုင်းကလည်းလေအဲ့လိုမျိုးကို confident ထားပေါ့နော်ကိုယုံကြည်ချက်ထားကိုလုံးနေတဲ့အရာတွေပေါ်မှာအဲ့လို focus ထားပြီးတော့လုပ်ပါအာယုံစိုက်ပြီးတော့လုပ်ပါပေါ့နော်အဲ့လိုမျိုးလုပ်မယ်ဆိုရင်ကိုရဲ့အလုပ်ကိုင်း career ဘိုင်းအနေနဲ့ပတ်သက်ပြီးတော့တိုးတက်လာမယ်အောင်မြင်လာမယ်တကယ်လို့အလုပ်ကိုင်းတွေပိုင်းမရှိဘူးဆိုရင်လည်းကိုကပြောထားတာရှောက်ထားမျိုးလေးဒါမျိုးလေးလုပ်ပေါ့နော်ဒီရက်3ပတ်3လအဲ့လောက်အတွင်းထဲမှာကအလုပ်တစ်ခုခုပေါ့နော် career ကောင်းတစ်ခုခုကိုရဖို့ရှိရလို့မြင်တယ်နော်အဲ့တော့ကိုကလေအဲ့လိုမျိုးတစ်ခုခုကိုလေစပြီးတော့လုပ်ဖို့စဉ်းစားနေရမျိုးရှိရဲဆိုရင်အခုအချိန်ကာလအပိုင်းခြားရဲမှာစပြီးတော့လှုပ်ဆောင်ပေါ့နော်တိတ်ပြီးတော့အဲ့လိုမျိုးဘယ်လိုပြောမလဲစဉ်းစားတူဝေနေရမျိုးမလုပ်ပဲနဲ့ကိုလုံးမဲ့အရာပေါ်မှာကိုယုံကြည်ချက်ထားပြီးတော့စိတ်အားထက်သန်မှုနာကိုလိုက်လို့ရတယ်လို့ပြောထားရပါတော့အဲ့တော့ကိုလုံးမဲ့အရာတွေတခုခုရှိရဲဆိုရင်အလုပ်ပဲဖြစ်ဖြစ်တခုခုကိုစဉ်းစားထားရဲကိုရဲ့ idea တခုခုစဉ်းစားထားမျိုးရှိရဲဆိုရင်စပြီးတော့လှုပ်ဆောင်မှာပြီးတော့ကိုကလေအဲ့လိုမျိုးကို6ပေါ်ကိုရက်တီဖြစ်မဲ့ပုံစံမျိုးလေးတွေ့ရတယ်ကို6ပေါ်ကိုရက်တီနိုင်လိမ့်မယ်တွေ့ကြတော့လေစွန့်စားပြီးတော့လုပ်ရတဲ့အလုပ်တွေမှာကိုအတွက်ပို့ပြီးတော့ကျိုးမြတ်တွေရမယ်အဆင်ပြေမဲ့ပုံစံမျိုးလေးတွေ့ရငါဒီအလုပ်ကြီးကိုလုပ်လိုက်လို့အဆင်ပြေပါမလားတိုးတက်ပါမလားဆိုတာမျိုးမတွေးဘဲနဲ့ကိုလုံးနေတဲ့အရာကိုလုံးမဲ့အရာပေါ်မှာယုံကြည်ထားပြီးတော့လုပ်မယ်ဆိုရင်တိုးတက်မယ်အောင်မြင်မဲ့ပုံစံမျိုးတွေတွေ့ရတယ်ပြီးတော့ career ပိုင်းနေနဲ့ပတ်သက်ပြီးတော့ရှေ့ဆောင်မှာပေါ့နော်အဲ့လိုမျိုးcareer အသစ်တွေထပ်ပြီးတော့တင်ရဖို့ရှိရယ်ပညာပိုင်းတွေနဲ့ပတ်သက်ပြီးတော့လည်းထပ်ပြီးတော့တင်ရဖို့ရှိရယ်အလုပ်တွေပါရှာနေမျိုးရှိသေးတယ်ဆိုရင်လည်းအလုပ်ကတော့တရားပေါက်တော့ရတော့မယ်လို့မြင်နေပေါ့နော်အလုပ်ကတရားပေါက်ရတော့မယ်ကိုကတကယ်လို့ interview တွေပါဖြေထားတာမျိုးတွေဒါမှမဟုတ်လည်းအလုပ်လျှောက်လွှာတွေပါတင်ထားတာမျိုးဆိုရင်အလုပ်ကရတော့မယ်လို့မြင်ပါတယ်နော်အဲ့တော့ဒီအခုချိန်မှာကကြတော့လေဖြစ်ချင်တာနဲ့ဖြစ်တင်တာဆိုရင်ဖြစ်တင်တာတွေကိုလည်းဦးစားပေးပြီးလုပ်ဖို့လည်းလိုတယ်လို့ပြောထားတယ်နော်အဲ့တော့အလောက်ကင် career ပိုင်းနဲ့ပတ်သက်ပြီးတော့ကိုကရှေ့လျှောက်မှာကတော့အဲ့လိုမျိုးကိုချဘောကိုရက်တီနိုင်ပြီးတော့မှကောင်းမွန်တဲ့ career တစ်ခုကိုစတင်ဖြစ်မဲ့ပုံစံမျိုးလေးမြင်ရတယ်ပြီးတော့အဲ့ career ပိုင်းကိုလုပ်တဲ့အရာပေါ်မှာလည်းကိုရဲ့ခုနကတော့စပူပြောတဲ့ဒီအမျိုးသမီးတယောက်ရဲ့အကူအညီပံ့ပိုးမှုတွေရနိုင်တဲ့ပုံစံမျိုးလေးတွေ့ရနော်အဲ့တော့
ကိုအစင်မပြေတဲ့အရာတွေကအခုချိန်မှာအဆုံးသတ်သွားပြီကိုအတွက်အစင်ပြေတဲ့အရာတွေကရှေ့လျှောက်မှာထပ်ပြီးတော့ရောက်လာဖို့ရှိတယ်စိတ်သက်လူတင်နဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ရှေ့ကိုဆက်သွားဖို့ပြောထားတယ်เนาะအဓိကကိုအဲ့လိုမျိုးဒီတလောပဲဖြစ်ဖြစ်အရင်တော့ပဲဖြစ်ဖြစ်အလောက်ကိုင်းလေးအစင်မပြေခဲ့တာကိုကအဲ့လိုမျိုး interview တွေပါတယ်မအောင်တာမျိုးတွေအလုပ်တွေရှောက်လို့မရတာတွေဒါမျိုးတွေရှိခဲ့တယ်ဆိုရင်လည်းဆက်ပြီးတော့စူးစမ်းပေါ့နော်မှိုင်မြို့မနေနဲ့ဆက်ပြီးတော့စူးစမ်းအခုချိန်ကာလမှာကျတော့ကိုအတွက်ကောင်းမွန်တဲ့အပြောင်းလဲတွေရောက်လာနေတဲ့ပုံစံမျိုးကောင်းမွန်တဲ့အပြောင်းလဲအချိန်ကာလဖြစ်တဲ့အတွက်ကြောင့်မို့ကိုလုံးဆရာရှိတာတွေကိုဆက်ပြီးတော့လုပ်ဖို့ပြောထားတယ်နော်ဆက်ပြီးတော့လုပ်ပါကိုအတွက်အခွင့်အလမ်းကောင်းနေတော်တော်များများရလိမ့်မယ်ပြီးတော့အလုပ်တွေပါခုနဆိုပြောအလုပ်ရှာနေဆိုလဲအလုပ်တွေရမယ်ကိုခြေလန်းစားဖို့စဉ်းစားထားတယ်ကိုစားလုပ်ဖို့တွေးထားတဲ့အရာတွေဆိုရင်လည်းလုပ်အဲ့လိုမျိုးပေါ့နော်အဆင်ပြေမယ်ပြီးတော့ကိုစူးစမ်းနေပြီးတော့မှမဖြစ်မြောက်ဘူးလို့ထင်တဲ့အရာတွေလည်းဖြစ်မြောက်ဖြစ်လာမယ်เนาะအဲ့တော့ကြတော့ကိုကဆုံးဖြတ်ချက်ချပြီးတော့ကိုလုပ်နေတဲ့အရာတွေပေါ်မှာအာရုံစိုက်ပြီးတော့လုပ်ပါအဆင်ပြေလာဖို့ရှိတယ်အပြောင်းလဲကာလဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်အသစ်စတင်ခြင်းနေအဲ့လိုမျိုးကိုကတကူလုံးမယ်လို့တွေးထားတဲ့အရာတွေကိုတေချာပေါက်လုပ်ဖို့တော့လိုရပေါ့နော်လုပ်မယ်ဆိုရင်တော်တော်လေးအဲ့လိုမျိုးအဆင်ပြေမဲ့အနေအထားမျိုးရှိတယ်ပြောမယ်ဆိုရင်ရှေ့ရိုးဆွဲအတိုင်းပဲသွားရဲဆိုတာဒါဥမာကိုကအလုပ်အဆင်ပြေနေရကွာအလုပ်အဆင်တကူဒီအလုပ်နဲ့ပတ်သက်ပြီးကိုကအဆင်ပြေဒါပေမဲ့အခြားသောဒီအလုပ်နဲ့ပတ်သက်တဲ့အခြားသော idea အသစ်တွေထပ်ပြီးတော့ထုတ်ဖို့လိုတယ်ထပ်ပြီးတော့အဲ့လိုမျိုးအသစ်စမ်းတွေထပ်ပြီးတော့လုပ်ဖို့လိုတယ်เนาะအဲ့ဒါဆိုရင်ကိုတော့ပို့ပြီးတော့တိုးတက်မယ်အောင်မြင်မဲ့ပုံစံမျိုးတွေရှိလာမယ်เนาะပြီးတော့နိုင်ငံခြားနဲ့ဆက်ဆက်တဲ့လုပ်ငန်းပေါ့เนาะနိုင်ငံခြားနဲ့ဆက်ဆက်ပြီးတော့ကိုကအဲ့လိုမျိုးသွားဖို့ထွက်ဖို့အတွက်စဉ်းစားနေရမျိုးရှိရဲဆိုရင်လည်းထွက်ဖြစ်လိမ့်မယ်ထွက်ဖြစ်မယ်ပေါ့เนาะအဆင်ပြေမယ် scholarship တွေပါလျှောက်ထားမျိုးရှိရင်ရမယ်နိုင်ငံခြားနဲ့ထွက်ဖို့အဲ့လိုမျိုးလုပ်ဖို့စူးစမ်းနေရမျိုးရှိရဲဆိုရင်လည်းလုပ်ဖြစ်မယ်နိုင်ငံခြားကန်ကတော့ပါတယ်ပေါ့เนาะနိုင်ငံခြားကန်ပါတယ်အချိန်တခုတော့စောက်ရတာပေါ့เนาะအဲ့လိုမျိုးအချိန်တခုစောက်ရတယ်ဆိုပေမဲ့လည်းနိုင်ငံခြားကတော့ထွက်ဖြစ်လိမ့်မယ်ပေါ့เนาะအဆင်ပြေနိုင်တယ်ကိုယ့်ရဲ့ဘေးမှာလေကိုမနာလိုတဲ့လူတွေကိုအဲ့လိုမျိုးကြောက်ချချင်တဲ့လူတွေရှိကောင်းရှိနိုင်တယ်ပေါ့နော်လက်တလောအနေနဲ့ကအထက်လူကြီးတွေရှိရင်အထက်လူကြီးတွေကိုသတိထားပေးရမယ်နောက်ပြီးတော့ကျတော့ဒီလုပ်ဖို့ကိုင်းဘက်တွေပေါ့နော်လုပ်ဖို့ကိုင်းဘက်တွေထဲမှာကိုကြောက်ချပြီးတော့မှကြောက်ချနိုင်တဲ့လူတွေရှိရပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကိုဘက်ကနေပြီးတော့နည်းနည်းသတိထားပေးဖို့လိုတယ်တကယ်လို့လက်တလောအနေနဲ့အစိုးတွေဖြစ်လာရဲဆိုရင်လည်းအဲ့ဓာတွေကလက်ခံလိုက်ပါဘာလို့ဆိုတော့ကြတော့ဒီမှာကအပြောင်းလဲကောင်းအစ်စ်တွေထပ်ပြီးတော့စားဖို့အခွင့်အလမ်းတွေပေါ်နေတဲ့အတွက်ကြောင့်မို့ဒီအစိုးတွေကကြတော့ကိုယ့်အတွက်ဒီဘယ်လိုပြောရမလဲကောင်းဖို့အတွက်ဖြစ်လာတာမျိုးပေါ့နော်ကောင်းဖို့အတွက်ဒီအစိုးတွေဖြစ်လာတာအဲ့တော့ကြောင့်မို့ဒီတကယ်လို့ကိုကမလိုချင်တဲ့အရာတွေကိုမျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘူးဆိုရင်လည်းအဲ့ဒါကိုကောင်းဖို့အတွက်ဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လက်ခံတတ်တဲ့စိတ်လေးနဲ့ကြော်ဖြတ်လိုက်ပေါ့နော်အဲ့ဒါတွေကိုကြော်ဖြတ်နိုင်သွားရင်เนาะကိုတို့ဒီမှာကောင်းတဲ့ပြောင်းလဲခြင်းတွေတော်တော်များများကတော့ရောက်လာဖို့ရှိရယ်เนาะအဲ့တော့ interview တွေပါဖြစ်မအောင်ရင်လည်းထပ်ဖြစ်အဆင်ပြေလာနိုင်တယ်အရင်တော့အဆင်မပြေတာတွေအမှန်တမ်းဒီလက်တလောပိုင်းပေါ့နော်ဒီအခုကနေဒီ reading ကိုကြည့်တဲ့လာကနေစပြီးတော့ဒီ3လအတွင်းထဲမှာပေါ့နော်အရင်တော့အဆင်မပြေတာတွေအရာအလုံးကချောတူတူနဲ့ပြန်ဖြစ်လာမယ်အပြောင်းလဲတွေအသစ်တွေပြန်ဖြစ်လာပြီးတော့မှအဆင်ပြေလာဖို့ရှိတယ်လို့မြင်တယ်နော်အဲ့တော့ oracle message အနေနဲ့ကကြတော့ဘယ်လိုပြောထားလဲဆိုတော့အဲ့လိုမျိုးပေါ့နော်ကိုကအဲ့လိုမျိုးကိုအေးချမ်းလေးပဲနေစိတ်ကိုအေးထားပြီးတော့လုပ်ဖို့ပြောထားတယ်เนาะအဲ့လိုအဓိကကတော့ကိုစိတ်ကိုအေးချမ်းလေးထားပြီးတော့ peace ဖြစ်လေးနေပေါ့နော်အဲ့လိုအေးချမ်း peace ဖြစ်လေးနေပြီးတော့လုပ်ပါကိုလိုချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေကဖြစ်လာလိမ့်မယ်စိတ်အယမ်းမလောပဲနဲ့စိတ်ရှိထားပြီးတော့လုပ်ဖို့ပြောထားတယ်เนาะဒီမှာတလား go slow take time အဲ့တော့ဖြည်းဖြည်းမှန်မှန်လေးတော့ကိုလိုချင်တဲ့အရာတွေရလာမယ်အရင်စိတ်လောစရာမလိုဘူးเนาะအဲ့တော့ကိုဖြည်းဖြည်းမှန်မှန်လေးသွားလိုက်ရင်အဆင်ပြေတယ်အချိန်တကူကတော့ယူရမှာပဲအချိန်ယူလိုက်လို့ငါကတော့နောက်ကျကြံခဲ့ပြီးငါကတော့ဒီအချိန်ကြီးတကူပေးလိုက်ရတဲ့အတွက်ကြောင့်မို့ငါအဆင်မပြေဖြစ်တော့မယ်ဆိုတာမျိုးမရှိဘူးအဆင်ပြေနဲ့ဖြစ်လာလိမ့်မယ်
ကိုလိုချင်တဲ့အရာတွေလည်းရလာလိမ့်မယ်အချိန်တစ်ခုတော့စောက်ရမယ်ဖြည်းဖြည်းမှန်လေးသွားဖို့လိုတယ်စိတ်ကိုအေးချမ်းလေးထားပြီးတော့ကိုလုံးစရာရှိရဲ့အလုပ်ကိုလုံးရမယ့်အရာတွေပေါ်မှာ focus ထားပြီးတော့လုပ်ဖို့လိုတယ်တမန်မိုင်ထွေနဲ့စိတ်တွေလေလွင့်တာငါကတော့လုပ်နေရပဲမဖြစ်လာဘူးဆိုတော့စိတ်မျိုးမတွေးပဲနဲ့အခုကနေစပြီးတော့ပုံမှန်အရင်လုပ်နေတဲ့အရာလေးတွေကိုပုံမှန်ဆက်လုပ်သွားပါမတွေ့လားကိုယ့်ရဲ့နှလုံးသားကိုဖွင့်ပြီးတော့ပျော်လေးပျော်ရွှင်နေဖို့ပြောရတယ်ကိုကစိတ်ပျော်နေမှကိုလုံးနေရဲ့အရာတွေမှာပေါ့နော်တိုးတက်မယ်အောင်မြင်မယ်ဖြစ်မြောက်မယ်စိတ်ညစ်စရာကြီးပဲတွေးနေမယ်စိတ်ရှုပ်စရာကြီးပဲတွေးနေမယ်ဆိုရင်တော့ဒါတွေကအဆင်ပြေမှာမဟုတ်ဘူးအဲ့တော့ကိုယ့်ရဲ့နှလုံးသားကိုဖွင့်ပြီးတော့ပျော်ရွှင်လေးနဲ့ပဲနေပေါ့နော်အဓိကစိတ်ပျော်ရွှင်နေမှကိုလုံးနေရဲ့အရာတွေလက်လာပါတွေကိုရမယ့်အခွင့်အလမ်းတွေပွင့်လာမယ်အဆင်ပြေလာမယ်လို့ပြောထားတယ်เนาะအဲ့တော့ဒီမှာ blessing ကိုယ့်အတွက်ပေါ့နော်ကောင်းမွန်တဲ့ blessing တွေရောက်လာမယ်ပျော်ရွှင်စရာအခိုက်အတန့်တွေကြုံရလိမ့်မယ်rainbow blessing ပြောတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အဆင်ပြေချောမွေ့မယ်ကိုယ့်ရဲ့ life ကတာယာလာမယ်ပျော်ရွှင်လာမယ်ဒီလို rainbow တစ်ခုကိုတွေ့တဲ့အချိန်မှာဘယ်လိုပြောရမလဲလူတိုင်းကကြိုက်ကြရလေပျော်ရတဲ့ feeling ကိုခံစားရဒီလိုပဲကိုယ့်ရဲ့ life ကလည်းအဲ့လိုမျိုးပန်းခင်းလန်းလို့ဖြစ်လာလိမ့်မယ်ရှောမမွေနဲ့ကိုလိုချင်တဲ့အရာလေးတွေရလာလိမ့်မယ် rainbow blessing ပေါ့နော်မျိုး blessing တွေကောင်းချီးပေးတဲ့အရာတွေရောက်လာလိမ့်မယ်အဲ့လိုမျိုးတွေရောက်ဖို့အတွက်ဆိုရင်ကိုယ်တိုင်ကလည်းစိတ်ကိုအဲ့လိုမျိုးပျော်အောင်ထားဖို့လိုတယ်စိတ်အေးချမ်းနေဖို့လိုတယ်ပြီးတော့စိတ်မလောဖို့လိုတယ်နော်ကိုလုံးစရာရှိတာကိုပုံမှန်လေးဆက်လုပ်သွားဖို့လိုတယ်နော်အဲ့ဒါမှအဆင်ပြေလိမ့်မယ်အဲ့တော့ဆိုဒီချမ်းလို့ခေါ်ရလို့ထင်တယ်ချမ်းပေါ့နော်ချမ်းလေးလား cran လားချမ်းလားဒီလိုမျိုးခေါ်ရပေါ့နော်သူကအဲ့တော့ဒါလေးတွေကိုဒီပြီးတော့ရင်းနှီးဖတ်တာပြပါမယ်ဒီစည်းကွက်လေးဆိုရင်တော့ဗောနော်ဒါလေးကအဲ့ဒါသူကအမြင်ကျယ်တယ်ပြီးတော့အတိမြင်တွေပို့ပြီးတော့ရလာမယ်ပြီးတော့ကိုယ့်အတွက်ဗောနော်အဲ့လိုမျိုးပို့ပြီးတော့အတိပညာကြီးကျွယ်ဝလာမယ်ဆိုတဲ့ပုံစံမျိုးကိုစားပြုရပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ထိုးထွင်းသိမြင်မှုတွေကောင်းလာမယ်ကိုကတကယ်လို့စိတ်နဲ့အလုံးလုံးနေရမျိုးရှိရဆိုရင်တချို့တွေဆိုရင် tarot reader တွေပါရှိရလေနော်အဲ့တော့စိတ်နဲ့အလုံးလုံးနေတဲ့လူတွေဆိုရင်အဲ့လိုမျိုးထိုးထွင်းသိမြင်မှုတွေရလာမယ်ပို့ပြီးတော့အဲ့လိုမျိုးကိုကspiritual ဘိုင်းတွေပို့ပြီး grow up ဖြစ်လာမယ်ဘက်ကိုရောက်တယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလေးပြောထားတယ်ဒါလေးကတော့နိုင်ငံခြားပေါ့နော်နိုင်ငံခြားနဲ့ဆက်ဆက်တဲ့အရာတွေအကျိုးပေးမယ်နိုင်ငံခြားထွက်ဖို့စဉ်းစားထားတာမျိုးရှိရဆိုရင်လေထွက်ဖြစ်လိမ့်မယ်ပေါ့နော်ထွက်ဖြစ်လိမ့်မယ်နိုင်ငံခြားကံပါတယ်နိုင်ငံခြားနဲ့ပတ်သက်ပြီးတော့တော်တော်လေးကောင်းမွန်တဲ့ blessing တွေရောက်လာလိမ့်မယ်လို့ပြောထားတယ်နော်မိချောင်းလေးကကြတော့လေသူကဘယ်လိုမျိုးပြောရလဲဆိုရင်ပတ်ဝန်းကျင်ကိုယ့်ရဲ့ဒီပတ်ဝန်းကျင်ကိုလုံးနေတဲ့အရာဒီဥပမာဆိုအလောက်ကိုင်းနေနဲ့ပတ်သက်ပြီးတော့ဒီကိုနဲ့လောက်ဖို့ကိုင်းဖက်တွေကိုနဲ့အထက်လူကြီးတွေဒီလိုမျိုးလူတွေနဲ့ပေါ့နော်ကိုကလာရောညှိထွေဖြစ်အောင်နေတတ်ဖို့ပေါ့နော်နေတတ်ဖို့ပြောထားတာမျိုးပေါ့နော်အဲ့လိုမျိုး balance ဖြစ်အောင်နေမယ်လာရောညှိထွေဖြစ်အောင်နေရမယ်ဆိုတာမျိုးကိုသူကနေပြီးတော့ message ပေးထားရလမ်းညွှန်ထားတာမျိုးဖြစ်တယ်နော်အဲ့တော့စပူဒီနေ့ reading လေးကတော့ဒီလောက်ပါပဲမတွေ့တာလည်းတော်တော်ကြာပြီပေါ့နော်အဲ့တော့ဒီ reading လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းစပူအများကြီးကျေးဇူးတင်ပါတယ်နောက်ထပ် reading လေးထပ်ပြီးတော့လုပ်တဲ့အခါကျရင်ထပ်ပြီးတော့ဆုံပါမယ်နော်